Raffles Sancho အပါအဝင်အဓိကကစားသမား10ဦးကိုရှင်းထုတ်သွားမယ့် United Manchester United ဟာလာမယ့်ရာသီမှာပြုပြင်ပြောင်းလဲမှုအကြီးအစားတွေကိုပြုလုပ်သွားတော့မှာဖြစ်ပါတယ်။နာမည်ကြီးထိပ်တန်းသတင်းဌာနတွေရဲ့ဖော်ပြချက်အရ Manchester United ဟာနေပြရိုမီအမ်မိုရီလက်ထက်ပထမဆုံးနေရာသည့်အပြောင်းရွှေ့မှာကစားသမား10ယောက်လောက်အထိကိုရှင်းထုတ်သွားဖို့ရှိနေပါတယ်။ United တင်အားပြီးခဲ့တဲ့စားသည့်ဈေးကွက်တုန်းကလက်ချီယာ Patrick Dorgu နဲ့ Arsenal က Eden Hazard တို့ကိုခေါ်ယူထားခဲ့တာဖြစ်ပါတယ်။ဒီကစားမနှစ်ယောက်စလုံးဟာအမ်မိုရီရဲ့ကစားကွက်နဲ့အဝင်ခွင်ကြဖြစ်ပြီးအသင်းအတွက်အမှန်ကန်တဲ့ခေါ်ယူမှုတွေဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်း Premier League, Champions League တို့လိုစူပလာတွေကိုစိန်ခေါ်ခြင်းနဲ့ဆိုရင်တော့ဒီကစားသမားနှစ်ယောက်ထဲနဲ့မရပဲအသင်းမှာရှိတဲ့ကစားသမားတစ်ယောက်ကိုရှင်းထုတ်သွားဖို့လိုအပ်သလိုတော်ရီလိုမျိုးနီးပြရဲ့ကစားကွက်နဲ့အဆင်ပြေမဲ့ကစားသမားတချို့ကိုလည်းပြန်လည်ခေါ်ယူသွားဖို့လိုအပ်နေကြတာဖြစ်ပါတယ်။စပိန်အခြေစိုက်သတင်းစာတစ်ခုဖြစ်တဲ့ Feature Check ရဲ့အဆိုအရ United အသင်းဟာလာမယ့်နေရာဒီမှာအသင်းမှာရှိတဲ့ကစားသမား10ယောက်လောက်အထိကိုရှင်းထုတ်သွားဖို့အတွက်ရှိနေတယ်လို့သိရပါတယ်။အဲဒီကစားသမားတွေထဲမှာထိပ်ဆုံးကပါဝင်နေတာကတော့ Wyland နဲ့ Mason Mount တို့ပဲဖြစ်ပါတယ်။ Wyland ဟာအလက်နာကနေပေါင်82တန်းနဲ့ United ကိုရောက်ရှိလာခဲ့ပေမဲ့အခုချိန်အထိအသင်းအတိုင်းစစ်မှာအားကိုးလို့မရသေးတယ်လို့ပေါင်55တန်းနဲ့ခေါ်ယူထားတဲ့ Mason Mount ဟာလည်းဆေးရုံတက်လိုက်လေ့ကျင့်ရေးကွင်းမှာဒဏ်ရာရလိုက်နဲ့ပဲဒုံးလေချလိုက်နေတာဖြစ်ပါတယ်။ဒါအပြင်အငှားထွက်ကစားနေတဲ့ Sancho, Anthony, Rashford တို့ကိုလည်းအပိသက်ရောင်းချသွားဖို့စီစဉ်နေတာဖြစ်ပါတယ်။ Sancho ဟာ Eric Dyer နဲ့အဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက် United မှာပွဲထွက်ကစားခွင့်ပြောင်းဆုံးလာခဲ့ပြီး Chelsea အသင်းကိုအပိသက်ပြောင်းရွှေ့ခွင့်ပါတဲ့အငှားစာချုပ်နဲ့ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။ Rashford နဲ့ Anthony ကတော့ပြီးခဲ့တဲ့ဆောင်းရာသီဈေးကွက်မှာ Brighton နဲ့ Aston Villa အသင်းတွေမှာအငှားထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။ဝိုင်ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ Casemiro တို့ဟာလည်းအသင်းနဲ့စာချုပ်သက်တမ်းတစ်နှစ်လောက်သာကျန်ရှိနေပြီးလာမယ့်ရာသီမှာ Eriksen နဲ့အတူရောင်းချခြင်းခံရမယ့်ကစားသမားစင်းထဲမှာပါဝင်နေပါတယ်။ Peter Lindelof, Johnny Evans, Tony Tan တို့ကတော့ရာသီကုန်မှာအသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ထပ်မံမချုပ်ဆိုတော့ပဲအလွတ်နဲ့ထွက်ခွာခွင့်ပြုသွားမှာဖြစ်ပါတယ်။ Amorim ဟာ United ကိုနိုဝင်ဘာမှစတင်တာဝန်ယူခဲ့ရပြီးအခုချိန်ထိပုံစံကောင်းပြသဖို့ရုန်းကန်နေရပါတယ်။ပြည်တွင်းမှာအခြေအနေမကောင်းလို့ဘေးလင်ပြောင်းပေးနေရတဲ့ United ဟာဒီရာသီစူပလာမျှော်လင့်ချက်ဆိုလို့ Europa League ဖလားတစ်ခုသာကျန်ရှိတော့တာဖြစ်ပါတယ်။ Premier League မှာအဆင့်14နေရာရောက်ရှိနေတဲ့ United ဟာကာရာဘောင်းဖလားကနေလည်းထွက်ခွာခဲ့ရပြီးဖြစ်သလို FA ဖလားကိုလည်းကာဝယ်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့် United အနေနဲ့ဥရောပဝင်ခွင့်ရရှိဖို့ဆိုတာမျှော်လင့်ချက်နည်းပါးနေပြီးနောက်ရာသီ Champions League ကစားခြင်းနဲ့ဆိုလို့ရှိရင်တော့ Europa League ဖလားကိုတေချာပေါက်ရအောင်ယူမှာဖြစ်ပါတယ်။ United ဟာပြီးခဲ့တဲ့နေ့ကစားခဲ့တဲ့ Europa League ကြောက်တဲ့အဆင့်ဒုတိယအကြော့ပွဲစဉ်မှာတော့ Sociedad ကို4 ဂိုး 1 ဂိုးနဲ့အနိုင်ယူပြီးတော့နှစ်ကြော်ပေါင်းရလက်5 ဂိုး 2 ဂိုးနဲ့နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။အဲဒီပွဲအပြင် TNA Sport နဲ့ Podcast အစီအစဉ်မှာ Everton နဲ့ Spurs တောင်ပံကစားသမားဟောင်းတောင်ဆန်က United အနေနဲ့ရာသီကုန်မှာ Europa League ဖလားကြီးကိုစုကူးသွားနိုင်ခြေရှိတယ်ဆိုပြီးတော့သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။တောင်ဆန်ကကျွန်တော်ပြောခဲ့သလိုပါပဲ United ဟာ Europa League ဖလားကိုစုကူးသွားနိုင်ခြေရှိနေပါတယ်။သူတို့အခုဆိုကွာတာဖိုင်နယ်ရောက်နေပါပြီ။နိုင်ယုံကိုသူတို့ကြော်ဖြတ်နိုင်မယ်ထင်ပါတယ်။လက်ရှိခြေစွမ်းအရကျန်တဲ့အသင်းတွေထဲမှာသူတို့ကိုကောင်းကောင်းဒုက္ခပေးနိုင်တာဆိုလို့ဘီဘာအိုနဲ့လာစီယိုလောက်ပဲရှိမယ်ထင်ပါတယ်။ဒီအချိန်မှာ United လည်းလူဆုံပြီးမို့ကောင်းကောင်းကြီးကြော်ဖြတ်နိုင်အောင်ပါပါ။ United အတွက်ကဒီဖလားမျှော်လင့်ချက်ပဲရှိတော့တာပါ။ Amorim အနေနဲ့ Premier League လက်ကျန်ပွဲတွေကိုအာရုံမစိုက်ပဲ Europa League ကိုဦးစားပေးတင်တယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့ United ဟာကွာတာဖိုင်နယ်အဆင့်မှာလိုင်ယွန်နဲ့ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ United ဟာပြင်သစ်အသင်းတွေနဲ့တွေ့တိုင်းရလက်ကောင်းလေးရှိပြီးထိပ်သီးကလပ် PSG ကိုလည်း Champions League ကနေဖြုတ်ချခဲ့ဘူးတဲ့မှတ်တမ်းတွေရှိခဲ့ပူပါတယ်။ဒီအဆင့်ကိုကျော်နိုင်ခဲ့ရင်တော့ Rangers, Viva တို့နဲ့ပွဲစဉ်ကအနိုင်ရရှိတဲ့အသင်းနဲ့ဆီမီဖိုင်နယ်ကစားသွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ view လေးကဒီလောက်ပါပဲ။နောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။